ယေရှုနာမ၌မင်္ဂလာပါဒီနေ့မနေ့ကျွန်တော်ဘုရားခင်ဖွင့်ပြခြင်းစကားလေးတစ်ခေါ်နှုတ်ကပတ်တော်ဆေလို့ချင်ပါတယ်လို့ဒီနေ့ကိုးစားခြင်းတွေအများကြီးရှိတယ်လောကကြီးမှာကိုးစားစရာတွေအားကိုးစရာတွေအများကြီးရှိပါတယ်တချို့ကလည်းလူကိုးစားတာပေါ့နော်ဆိုတော့တချို့ကလည်းကိုယ်ထက်မြင့်တဲ့သူတွေကိုယ်ထက်သားတဲ့သူတွေတစ်ခါတလေကြာရင်လူတွေကကိုးစားခြင်းထဲမှာဖျားနေလွဲပြီးတော့တခြားရည်ကိုးစားတဲ့အခါမှာဘုရားခင်ကမချိုက်ပါဘူးလို့ကျွန်တော်လူကိုကိုးစားခြင်းအသက်တာနဲ့ဖျားကိုကိုးစားခြင်းအသက်တာလေးနှစ်ပိုင်းကိုကျွန်တော်ဒီမနေ့ဆင်ခြင်ရတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဝင်ငါချင်ပါတယ်ဆိုတော့ယေရမိဆက်ခေါ်အငယ်9မှာဖတ်မယ်ဆိုရင်ထာဝရဘုရားမိန့်တော်မူသည်ကလူကိုကိုးစား၍လူသားတော်ကိုအမိပြုသဖြင့်စိတ်နှလုံးထဲ၌ထာဝရဘုရားထံတော်မှာထွက်သွားတော်သူသည်ချိန်အပ်တော်သူဖြစ်၏တဲ့အသက်ရှင်တဲ့ဘုရားနဲ့ကျွန်တော်မတွေ့ခင်မှာကျွန်တော်ရဲ့အမိတကယ်ဟာတထေးတွေသူတို့လည်းကျွန်တော်အမိပြုခဲ့တယ်သို့တော်လည်းဘုရားသခင်ကလူကိုကိုးစားတဲ့သူအသက်တာဟာဘုရားသခင်ထံမှာထွက်သွားတဲ့သူလည်းဖြစ်တယ်လို့ချိန်အပ်တဲ့သူလည်းဖြစ်တယ်လို့နှုတ်ကပတ်တော်ကပြောပါတယ်ဒါကြောင့်မို့ကိုးစားခြင်းမှန်ပါစေဒီကောင်မတော်များဒီနေ့ကျွန်တော်တို့မှာဘာရှိတယ်လဲငွေရှိတဲ့အပေါ်မှာကျွန်တော်တို့မှာပိုင်ဆိုင်မှုရှိတဲ့အပေါ်မှာကျွန်တော်တို့အပေါ်မှာမူတည်ပြီးတော့မှကိုယ့်လက်ထဲမှာဘာရှိတယ်လဲအဲ့ဒါကိုအားကိုးပြီးတော့အသက်ရှင်နေတာတဲ့ဖယားခင်ကိုးစားအားကိုးပြီးအသက်ရှင်တာတာ၍ကောင်းတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခုနှစ်နဲ့ရှစ်ကိုရောက်လာတဲ့အခါမှာထာဝရဘုရားကိုကိုးစားသောသူထာဝရဘုရားကိုမိမိကိုးစားစရာအကြောင်းဖြစ်စေသောသူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်၏တဲ့ဘုရားခင်ကနှုတ်ကပတ်တော်အပြင်ကျွန်တော်တို့ဘာလေးပြောထားလဲဆိုရင်ထာဝရဘုရားကိုမိမိကိုးစားစရာအကြောင်းဖြစ်စေတော်သူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်တယ်တဲ့ဒါကြောင့်မို့သင်ဟာကောင်းကြီးခံအပ်တော်သူဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်သင်ကိုနှုတ်ကပတ်တော်ဆေလော့ပေးခြင်းနဲ့ဝန်ခံပေးစေခြင်းနဲ့ထာဝရဘုရားကိုကိုးစားတဲ့သူရဲ့အသက်တာမှာဘာလေးရှိလဲဆိုရင်အငယ်၈မှာထိုသူဒီကယေရှိသောအရ၌စိုက်၍ညနာမှာအမြင့်ဖြာသဖြင့်ပူသောအရှိန်ရောက်ကြောင်းကိုမသိအရွက်မညှိုးနွမ်းမိုးကောင်သောကာလ၌စိုးရိမ်စရာမရှိဘဲအစဉ်အမြဲအသီးကိုတည်တတ်သောအပင်နှင့်တူ၏တဲ့ဟာလေလုယာထာဝရဘုရားကိုကိုးစားတဲ့သူအသက်တာမှာငြိမ်ဝတ်နေတယ်လုံခြုံနေတယ်နောက်အခုလောကကြီးမှာနေရာတိုင်းမှာပူပင်စရာတွေများတယ်နော်ဘုရားခင်ကိုးစားတဲ့သူဟာတဲ့အရွက်မညှိုးနွမ်းကျွန်တော်တို့တွေမောပန်းနေဆိုတော့မရှိဘူးနွမ်းနေလေဆိုတာလည်းမရှိစေရဘူးဘုရားခင်ကိုးစားတဲ့သူဟာစိုးရိမ်စရာမရှိဘူးဖြစ်နေတယ်ဒါကြောင့်မို့အစင်မြဲအသီးကိုတည်တတ်တော့အပင်နဲ့တူ၏တဲ့ဆိုတော့အသီးတော်မှာတော့တစ်ခါတလေတစ်နေ့တစ်ခါပဲတည်တာမဟုတ်အစင်အမြဲတည်တဲ့အသီးဆိုတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့ဘုရားကိုကိုးစားတဲ့သူရဲ့အသက်တာကရောက်တဲ့နေရာမှာဘုရားခင်ဘုန်းတင်ရှားတယ်ကျွန်တော်အသက်တာနဲ့ပြောမယ်ဆိုကျွန်တော်ရှိတဲ့နေရာကျွန်တော်ရောက်တဲ့နေရာမှာဘုရားခင်ကကျွန်တော်အသုံးပြုတယ်ကျွန်တော်ရောက်တဲ့နေရာမှာလူတွေပြောင်းလဲတယ်ကျွန်တော်တို့ဘဝလူတွေညွန်လင့်ရမဲ့နေတဲ့လမ်းဘေးရောက်နေတဲ့မူရစေကြေးကြောဘဝမှာရောက်တဲ့သူတွေပျောက်ဆုံးဝိညာဉ်တွေကျွန်တော်ရောက်တဲ့မြို့တိုင်းမှာသူတို့တွေပြောင်းလဲကြတယ်အဲ့ဒါတကယ်သက်သေပဲအဲ့ဒါကျွန်တော်ဘုရားကိုကိုးစားခြင်းရဲ့တက်တည်ဖြစ်ပါတယ်လို့အစဉ်အမြဲအသီးကိုတည်တတ်တော့အပင်နဲ့တူ၏ဆိုတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့အသီးတောင်မှကျွန်တော်ပြောချင်တယ်ယောဟန်15:16မှာဒီလိုပြောပါတယ်သင်တို့ဒီငါ့ကိုရွေးကောက်ကြသည်မဟုတ်ငါသည်သင်တို့ကိုရွေးကောက်သည်ဖြင့်သင်တို့ဒီတွား၍တည်ကြည်သောအသီးကိုတည်နေအကြောင်းတဲ့ဆိုတော့အသီးတောင်မှတည်ကြည်တဲ့အသီးတနည်းအားဖြင့်ပြောမယ်ဆိုရင်အေဝကလေးလုတ်တယ်ကိုယ်အဖြစ်ပြောင်းလဲလာတယ်အဲ့ဒီပြောင်းလဲလာရုံနဲ့ကျွန်တော်တို့ထားခဲ့ဖို့မဟုတ်ဘူးကျွန်တော်တို့ကဘုရားခင်ကိုပဲတကယ်ကိုးစားတတ်အောင်ဘုရားနဲ့အသက်တာနေရာမှလူမှဖြစ်သွားတဲ့ဒီတည်ကြည်တဲ့အသည့်ဖြစ်သွားတယ်ဆိုတာအမှုတော်ဆောင်ဖြစ်တဲ့အထိဘုရားနဲ့တွာလာတတ်တဲ့အထိသူအသက်တောင်နေရာမှပြန်ချပေးဖို့ဒီနေ့ကျွန်တော်နှိုးဆော်ချင်ပါတယ်အဲကြောင့်မို့ကိုးစားခြင်းမမားစေနဲ့ဒီနေ့အားကိုးစရာတွေအများကြီးရှိတယ်ကိုးစားစရာတွေလည်းအများကြီးရှိပါတယ်သင်ဟာကောင်းကြီးမင်္ဂလာကိုတကယ်ခံအပ်တော်သူဖြစ်တယ်ကိုဝေါ်ခံပါထာဝရဘုရားကိုးကွယ်နေရင်နဲ့ခက်ခဲနေရင်လည်းသင်ဟာကောင်းကြီးမင်္ဂလာရှိတဲ့သူပဲဖြစ်ပါတယ်နှုတ်ကပတ်တော်ကတဲ့အတွက်ဖြစ်တယ်ကျွန်တော်အတွက်ဖြစ်တယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ